ဘယ်မှာပဲဝယ်ပေါက်ချတောင်းယူပါဒါမှမဟုတ်ရင်လည်းပေါက်ချပေးတဲ့ဆိုင်မှာပဲဝယ်ပါအားလုံးပဲမင်္ဂလာပါရွေပါရွေဒီနေ့ပြောစရာလေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ရွှေအထည်ဝယ်တဲ့သူတွေအတွက်ကိုဒီဗီဒီယိုလေးကရည်ရွယ်ပါတယ်နားလည်ပြီးသားရွှေထည်ဝယ်ရတဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနားလည်ပြီးသားသူတွေကတော့ဒီဗီဒီယိုလေးကိုကြော်သွားနိုင်ပါတယ်ဒီဗီဒီယိုလေးမှာရွေကပေါက်ချတစ်စောင်းမှာဘလို့ချက်လက်တွေပါဝင်နေဆိုတဲ့ဟာနဲ့ဝယ်တဲ့သူတွေအနေနဲ့ပေါက်ချကိုဘာလို့သိမ်းထားသင့်နေဆိုတဲ့အကြောင်းအရာလေးတွေကို sharing လုပ်သွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ရွေကဒီဗီဒီယိုလေးထဲမှာရွှေနှန်းတော်ဝင်ဆိုင်မှတ်3ရဲ့ပေါက်ချလေးကိုဥပမာပေးပြီးတော့ရှင်းပြပေးမယ်။ပထမဆုံးချက်အနေနဲ့ပေါက်ချတစ်စောင်းမှာဆိုလို့ရှိရင်ကိုဝယ်တဲ့ဆိုင်ရဲ့အဆိုင်နာမည်ပါပါတယ်။ဒါကတော့ပေါက်ချတိုင်းမှာပါတယ်။အရေးကြီးတဲ့နောက်တစ်ခုဆိုလို့ရှိရင်နေ့စွဲပါရပါမယ်နေ့စွဲပါမှသာလျှင်ကိုဒီ product ဒီရွှေဒီထည်ပစ္စည်းကိုဘယ်ချိန်တုန်းကဝယ်ခဲ့တယ်ဘယ်နှခုနှစ်ဘယ်နှလဘယ်နှရက်ကဝယ်ခဲ့တယ်ဆိုတာကိုသိတော့မှနောက်အချိန်ကြီးကြာလာတဲ့အခါမှာဒီပစ္စည်းရဲ့ကိုဝယ်ခဲ့တဲ့ချိန်တုန်းကတန်ဖိုးနဲ့ကာလတန်ဖိုးဒါတွေကိုကိုကခံမှန်းသိနိုင်မှာပဲဖြစ်ပါတယ်ပြီးတော့လို့ရှင်ဒီပေါက်ချထဲမှာကိုရဲ့နာမည်ပေါ့နော်ဝယ်သူရဲ့နာမည်ပြီးတော့ ID နံပါတ်တွေပါပါတယ်အရေးကြီးတဲ့အချက်ကကြတော့ကိုဝယ်တဲ့ရွှေတယ်ရဲ့အမျိုးအစားပါရပါမယ်ဥမာကိုဝယ်တာက665ရွှေလားကိုလေးလုံးရွှေ 24K လားဆိုတဲ့ဟာတွေဒီပေါက်ချထဲမှာပါရပါမယ်မမေတို့ဆိုင်မှာဆိုရင်တော့ဒီနေရာလေးမှာ65ဆိုရင်လည်း 96.5 23K ဒါမှမဟုတ် 99.99 ရာခိုင်နှုန်း 24K ကိုလေးလုံးပေါ့နော်ဒီလိုမျိုးပြီးရင်စိန်တယ်ဆိုရင်လည်း diamond ပေါ့နော်ပြီးရင် 18K ဆိုရင်လည်း 18 karat gold ဆိုပြီးတော့ဒီနေရာမှာရေးပေးပါတယ်တတိယမြောက်အရေးကြီးဆုံးချက်ကကြတော့ကိုဝယ်တဲ့ပစ္စည်းရဲ့အလေးချိန်ပါရပါမယ်အလေးချိန်ဆိုတာကတော့ကျမတို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ချက်ပဲရွေးပေါ့နော်ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်တော့ gram ချိန်ပေါ့နော် GRAM gram လို့ခေါ်ပါတယ်ဒီဟာလေးပါကိုပါရပါမယ်နောက်တစ်ခုကကြတော့ဈေးနှုန်းမှာမိမိဝယ်တဲ့ပစ္စည်းတဲ့တန်ဖိုးပါရှင်အဲ့ဒါပါရပါမယ်ဒါကတော့လူတော်တော်များများသိကြပါတယ်ရွေထူးတယ်လည်းပြောစရာစိတ်မလိုပါဘူးနောက်ဆုံးအနေနဲ့အရေးကြီးတဲ့အချက်တစ်ချက်ကြံပါသေးတယ်အဲ့ဒါကဘာလဲဆိုတော့ကိုဝယ်တဲ့ပစ္စည်းရဲ့အမျိုးအစားကိုလိုက်ပြီးတော့ပြန်ရောင်းရင်ဘယ်လောက်ပြန်ရမလဲ exchange လုပ်မယ်ပြန်လဲမယ်ဆိုရင်ဘယ်လောက်ရမလဲဆိုတော့ဘယ်လောက်ထိကိုဘက်ကဆုံးရှုံးနိုင်လို့လဲမြတ်ရင်လဲဘယ်လောက်မြတ်နိုင်မလဲဆိုတော့အချက်လက်တွေပါရပါမယ် for example ရွေပြောပြမယ်ဆိုကြပါစို့665ရွှေပေါ့နော်ရွေတို့ဆိုင်မှာ665ရွှေဆိုလို့ရှိရင်ဒီကာလာပေါက်ဈေးရဲ့ရာခိုင်နှုန်းကိုဖြတ်ပြီးတော့ပြန်ဝယ်ပေးတာဖြစ်ပါတယ်ဝယ်သူကဝယ်သွားပြီးတဲ့အခါမှာရွှေဈေးတက်လို့လာရောင်းတဲ့အခါမှာပဲဖြစ်ဖြစ်ရွှေဈေးကျလို့လာရောင်းတဲ့အခါမှာပဲဖြစ်ဖြစ်ကာလာပေါက်ဈေးရဲ့ရာခိုင်နှုန်းကိုဖြတ်ပြီးတော့ပြန်ဝယ်ပေးတာဖြစ်ပါတယ်ကိုလေးလုံးရွှေ 24K လဲဒီအတိုင်းပါပဲကဲဟုတ်ပြီဒါဆိုလို့ရှိရင်နောက်တစ်မျိုးဖြစ်တဲ့ import product တွေပေါ့နော် for example အီတလီကနေသွင်းတယ်ဟောင်ကောင်ကနေသွင်းတယ်စင်ကာပူကနေသွင်းတယ် 18K product တွေပြီးတော့ diamond ပေါ့နော်စိန်နဲ့အဝတွင်းထွက်တွေပေါ့နော်ဗဒမြားတို့နီလာတို့ပြီးတော့မြတို့ဒီလိုမျိုး import product တွေဆိုလို့ရှိရင်ရောဒီဝေတို့ဆိုင်ကအယောင်အလဲရာခိုင်နှုန်းကိုပေါက်ချထဲမှာတခါတည်းရေးထားပေးပြီးသားပဲဖြစ်ပါတယ်။ရောင်းတဲ့အခါမှာလည်းဒီပေါ့နော်အယောင်ဝင်တဲ့သမီးလေးတွေကအမြဲတမ်းတည်တည်ချာချာရှင်းပြပေးပါတယ်။ဒါဆိုလို့ရှိရင်ပေါက်ချတစ်စောင်းမှာဘလို့အချက်လက်တွေပါရမလဲဆိုတာကိုတော့အားလုံးသိသွားပြီပဲထင်ပါတယ်။တိတ်အများကြီးမရှိဘူးเนาะ။ဒါကြောင့်မို့လို့ဒီရွေးရဲ့ customer တွေဘယ်မှာပဲဝယ်ပါရွေးစီမှာဝယ်မှမဟုတ်ပါဘူး။ဘယ်မှာပဲဝယ်ပေါက်ချကိုစစ်တက်စီခြင်းနဲ့ပေါက်ချပေါ်မှာဘလို့အချက်လက်တွေရေးထားတယ်။ဘာတွေရေးထားတယ်ဆိုတာကိုကိုယ့်ဘက်ကသိထားစီခြင်းတယ်ပေါ့နော်။ဒါကြောင့်မို့လို့ဒီလိုမျိုးအရေးကြီးတဲ့အချက်လက်တွေပါတယ်ပေါက်ချကိုဘာလို့သိမ်းထားတင်လဲဆိုတာကိုဗီဒီယိုကြည့်ရတဲ့သူတွေအနေနဲ့သိသွားပြီလို့ထင်တယ်။ဒါကြောင့်မို့လို့ပစ္စည်းတွေရွှေတယ်တွေကိုဘယ်မှာပဲဝယ်ပေါက်ချတောင်းယူပါဒါမှမဟုတ်ရင်လည်းပေါက်ချပေးတဲ့ဆိုင်မှာပဲဝယ်ပါ။ဘာလို့လဲဆိုတော့ပေါက်ချမပါဘူးပေါက်ချတစ်ခုမရှိဘူးဆိုလို့ရှိရင်ကိုဒီပစ္စည်းကိုဘယ်ချိန်တုန်းကဝယ်ထားတယ်ဆိုတာကိုလည်းမသိနိုင်တယ်လို့မျိုးဈေးဘယ်လောက်နဲ့ဝယ်ထားတယ်အလေးချိန်ဘယ်လောက်ပါတယ်ဆိုတဲ့ဟာတွေလည်းကိုကမပတ်မိနိုင်ဘူးလေနော်ကဲဒါဆိုရင်တော့ပေါက်ချတစ်စောင်းကဘယ်လောက်အရေးပါလဲဆိုတာကိုသိသွားကြပြီပဲဖြစ်တယ်ဒါကြောင့်မို့လို့ကိုလိုမျိုးပဲသူများတွေလည်းသိရအောင်ဒီဗီဒီယိုလေးကို like and share လေးလုပ်သွားဖို့မမေ့နဲ့အောင်เนาะနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါအောင်မယ်တတား